Storytime with D Channel မှာကြိုဆိုပါရစေ။တာတာမီမီတို့ရေမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနော်။ဒီနေ့သားတို့သမီးတို့ကိုပြောပြပေးမယ့်ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့ယုံကလေးတာတာနဲ့မော်မှန်ပြောင်းပုံပြင်လေးပဲဖြစ်ပါတယ်။သားတို့သမီးတို့ရေဟိုးရှိရှိတုန်းကဝေးလံလှတဲ့တောအုပ်စိမ့်စိမ့်ကြီးတစ်ခုထဲမှာတရိတ်ဆန်လေးတွေပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့ရွာလေးတစ်ရွာရှိတယ်ကွယ်။အဲ့ဒီရွာလေးမှာတာတာလို့ခေါ်တဲ့ယုံကလေးတစ်ကောင်ရှိတယ်။တာတာဟာအရန်ကိုဖော်ရွေပြီးကိုညီတတ်တဲ့ယုံကလေးပေါ့။ဒါပေမဲ့တာတာမှာအားနည်းချက်တစ်ခုရှိတယ်။အဲ့ဒါကတော့သူဟာအရန်ကိုစိတ်တူလွယ်တာပဲ။တနေ့မှာတော့တောအုပ်ထဲမှာပျော်ပွဲစားပွဲတော်ကြီးကျင်းပဖို့တရိษံလေးတွေအားလုံးပြင်ဆင်နေကြတာပေါ့။စင်ကြီးဦးဘိုကတတိတွေတဲတယ်။မြောင်ကလေးငဘောကတော့တစ်ပင်ပေါ်ကနေပန်းဒီခူးပေးတယ်။တာတာကတော့သူ့ရဲ့အကြိုက်ဆုံးမုံလာဦးနီကိတ်မုံကိုရုပ်ဖို့တာဝန်ယူထားတာပေါ့။တာတာဟာမုံလာဦးနီဒီကိုတေးသေးချာချာဆေးကြော်ချစ်ပြီးတော့အရန်ကိုလှပတဲ့ကိတ်မုံကြီးတစ်ခုထည့်အောင်လုပ်နေတာ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအနားမှာကစားနေတဲ့ဝက်ကလေးပုတုဟာမတော်တဆချော်လဲပြီးတာတာရဲ့ကိတ်မုံဘန်းကိုတိုက်မိသွားပါလေတော့ခွန်းဆိုတဲ့အတန်းကြီးနဲ့အတူတာတာတမနက်လုံးကျူးစားထားတဲ့ကိတ်မုံကြီးဟာမြေကြီးပေါ်မှာပြန့်ကျဲသွားတော့တာပေါ့တာတို့သမီးတို့တီလာအဲ့ဒီအချိန်မှာတာတာရဲ့မျက်နှာလေးဟာခရမ်းချင်သည်လို့နီးရဲလာတယ်နားရွက်ရှည်ကြီးနှစ်ဖက်ထားလဲဒေါသကြောင့်တုံနေတာပဲပုတုမဲဘာလို့လိုက်တာလဲငါကိမ်မုံကြီးပျက်စီးသွားပြီမင်းကငါလုံးဝခွင့်မလွတ်ဘူးလို့အော်ဟစ်လိုက်တော့တယ်ဝက်ကလေးပုတုကတောင်းပန်မာတဲ့တာတာရဲ့ငါတမင်လုတ်ကမဟုတ်ပါဘူးလို့ပြောပြီးမြဲတာတာကတော့နားမထောင်တော့ဘူးသူဟာဒေါသတကြီးနဲ့ပုတုကိုတွန်းထုတ်လိုက်ပြီးပွဲတော်ကြီးကိုလည်းမကူညီတော့ဘူးဆိုပြီးအိမ်ထဲကိုပြေးဝင်ကတကားပိတ်လိုက်ပါတော့တယ်ဒေါသကြောင့်တာတာရဲ့ရင်ထဲမှာမီးဆိုင်ကြီးတစ်ခုရှိနေတယ်လို့ခံစားနေရတယ်ကွယ်တာတာဟာအိမ်ထဲမှာတယောက်တည်းထိုင်ပြီးစိတ်ဆိုးနေတော့သူ့အိမ်ရဲ့တောင်းလေးတစ်ခုမှာအလင်းရောင်ဖြို့ဖြို့လေးထွက်နေတာကိုသတိထားမိလိုက်တယ်အဲ့ဒါကတော့သူ့အဖိုးပေးခဲ့တဲ့မော်မှန်ပြောင်းလေးပဲဖြစ်ပါတယ်အဖိုးကပြောဘူးတယ်တာတာမင်းစိတ်တူတဲ့အခါဒီမှန်ပြောင်းလေးနဲ့တောအုပ်ကိုကြည့်ကြည့်ပါတဲ့တာတာဟာစိတ်မပါတပါးနဲ့မှန်ပြောင်းလေးကိုယူပြီးဘီရင်ပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တယ်အံ့ဩစရာပဲမှန်ပြောင်းထဲမှာမြင်နေရတာကအခုလက်စီမြင်ခွင့်မဟုတ်ဘူးအကယ်၍တာဒေါသထွက်ပြီးပွဲတော်ကိုမလာခဲ့ရင်ဖြစ်ပျက်သွားမယ်ဝမ်းနည်းစရာမြင်ကွင်းတွေကိုမြင်လိုက်ရတာသူတငယ်ချင်းတွေဟာတာမပါလို့ဖြိုပွဲစားပွဲမှာမရေမမောနိုင်ကြဘူးပုတုလေးကလည်းတောင်းတနေရမှာငိုနေတာကိုမြင်လိုက်ရတယ်တာဟာစဉ်းစားကန်ဝင်သွားပါပြီငါရဲ့ဒေါသကြောင့်ငါတငယ်ချင်းတွေအားလုံးစိတ်မကောင်းဖြစ်ကုန်ကြတာလားဆိုပြီးတော့ပေါ့ကဲတားတို့တငီးတို့ရေတာဟာသူ့ရဲ့ဒေါသကိုထိန်ချုပ်ပြီးတငယ်ချင်းတွေစီပြန်သွားမလားဒါမှမဟုတ်ဘာတွေများဆက်ပြီးဒေါသတွေထွက်နေမလဲဆိုတာနောက်နေ့အပိုင်းနှစ်ကြာမှဆက်ပြီးနားထောင်ကြရအောင်နော်